တရုတ်ဆောင်ဇေယျနဲ့ချစ်မဝလေးရဲ့မင်္ဂလာပွဲကိုအခုလိုတန်ဖိုးကြီးရတနာတွေနဲ့ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့နေ့တူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်2025ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာတော့မြန်မာနုပညာရှင်လောကမှာဒိတ်ဒိတ်ကျဲမင်္ဂလာပွဲကြီးတစ်ပွဲဆင်နွှဲခဲ့ပါတယ်အဲ့ဒီမင်္ဂလာပွဲကတော့ပရိသတ်တွေအားကြခဲ့ရတဲ့တရုတ်ဆောင်ဇေယျနဲ့မွန်ပြည်နယ်ရဲ့အချမ်းသာဆုံးတတိမကြီးရဲ့သမီးရတနာလေးမယုံရီစော်တို့ရဲ့မင်္ဂလာပွဲပါပဲအဆိုပါမင်္ဂလာပွဲကိုတော့ရန်ကုန်မြို့ရဲ့ထိပ်တန်းဟိုတယ်ကြီးမှာအမခန်းကုန်းပကသနာတွေနဲ့ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီမင်္ဂလာပွဲဟာစုစုပေါင်းကုန်ကြစိတ်သိန်းပေါင်း9000ကျော်ထိအကုန်ကြခံထားပြီးတော့မြန်မာနိုင်ငံမှာဘယ်သူမှမကျင်းပနိုင်သေးတဲ့အစီအစဉ်တွေနဲ့ပြင်ဆင်ထားတာဖြစ်ပါတယ်။ခမ်းမကြီးရဲ့အကျယ်ဝန်းကလူပေါင်းထောင်ချီဝင်းဆက်တဲ့အထိကျယ်ဝန်းစွာရှိနေပြီးတော့နတ်ပုံနန်းနန်းအလားထင်မရလောက်အောင်ကိုခမ်းနားထေပါလွန်လာပါတယ်။ခမ်းမအတွင်းပိုင်းကိုလည်းနိုင်ငံခြားကတင်သွင်းတဲ့လက်ဆက်တဲ့ပန်းအလားပြင်ဆင်မှုတွေစိတ်စီထားသလားထင်မှတ်ရတဲ့မီးဆိုင်အကြီးကြီးတွေနဲ့ပြင်ဆင်ထားတာအကြောင်းတက်ရောက်လာတဲ့ဧည့်သည်တော်တိုင်းကဖုန်းကိုစီနဲ့မှတ်တမ်းတင်နေကြရပါတယ်။ဒီလိုကြီးကျယ်လာတဲ့ပွဲကြီးကိုပုံမတင်တဲ့ဈေးကင်းအားကတော့မြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးနဲ့အနုပညာလောကမှာအရှိန်အဝါအကြီးဆုံးမင်းသားကြီးနေတိုးရဲ့တက်ရောက်ဂုဏ်ပြုမှုပဲဖြစ်ပါတယ်။မင်းသားကြီးနေတိုးကသူ့ရဲ့ချစ်လာစွာသောဇနီးတဲ့မသက်စုမြတ်ရွှေနဲ့အတူဇေယျတို့ဇနီးမောင်နှံအတွက်မင်္ဂလာလက်စွပ်ဆင်မြန်းပေးတဲ့အထူးဧည့်သည်တော် VIP အဖြစ်နဲ့ခမ်းနားထဲပါစွာတက်ရောက်ခဲ့ပါတယ်။အနုပညာလောကမှာအရှိန်အဝါအကြီးမားဆုံးဖြစ်တယ်လို့ကြာရခရစ်တာတိုင်းကိုပိုင်နိုင်လွန်တဲ့နေတိုးကဒီနေ့ပွဲမှာလည်းသူ့ရဲ့အဆင့်အတန်းနဲ့အရှိန်အဝါကိုအထင်ရှားပြသခဲ့ပါတယ်။နေတိုးရဲ့ဇနီးမသက်စုမြတ်ရွှေကလည်းပွဲခမ်းနားနဲ့လိုက်ဖက်ညီစွာတန်ဖိုးကြီးပရံများစိန်လေဆွဲရတနာတွေကိုစင်မြန်းလာတာတွေ့ရပါတယ်။ရတနာလောကကရတဲ့သတင်းတွေရဲ့အဆိုအရအဆိုပါလေဆွဲရတနာကြီးကတန်ဖိုးသိန်းပေါင်း3000ဝန်းကျင်ရှိတယ်လို့သိရတာကြောင့်နေတိုးတို့ဇနီးမောင်နှံရဲ့ကျွဲပွားချမ်းသာမှုနဲ့အဆင့်အတန်းကတကယ်ကိုအမခံပါပဲဒီလိုချမ်းသာကြွယ်ဝတဲ့နေတိုးတို့ဇနီးမောင်နှံကဇေယျနဲ့ချစ်မဝလေးတို့ကိုမင်္ဂလာလက်စွပ်ဝစ်စင်ဂုဏ်ပြုချီးမြှင့်ပေးသွားခဲ့တာပါဒီမင်္ဂလာပွဲမှာသူတို့သားသူတို့သမီးအရန်အဖြစ်လှုပ်ကြတဲ့သူတွေကလည်းတကယ်ကိုဒိတ်ဒိတ်ကျဲအနုပညာရှင်တွေပါဇေယျရဲ့မင်္ဂလာပွဲမှာသူတို့သားအရန်တွေအဖြစ်ငိမ့်တော်ဗီတာမင်ထက်အောင်ရှိုင်းစတဲ့နာမည်ကြီးမင်းသားကျော်လေးတွေကစမက်ကြကြဝင်းရံပေးထားသလိုသူတို့သမီးအရန်တွေအဖြစ်နန်းစုရည်ဆိုရွှေသမီးယွန်းယွန်းအေးမြတ်သူမင်းမြင့်မွန်နဲ့တခြားသောထိတ်တန်းမင်းသမီးကျော်လေးတွေကပါဝင်ပြီးတော့အားဖြည့်ထားခဲ့ရပွဲတစ်ခုလုံးကအနုပညာရှင်တွေစုံညီနေတဲ့အတိုင်းမှာပဲမင်းသမီးကျော်လေးတွေဝစ်ဆင်ထားတဲ့ဝစ်စုံတွေကလည်းတဦးနဲ့တဦးအပြိုင်လှပနေကြပြီးတော့သူတို့သမီးလေးရဲ့အလှကိုပုံမတောက်ပအောင်ဝန်းရံပေးနေကြတာကမြင်ရတဲ့သူအပေါင်းကိုကြည်နူးစေပါတယ်ပွဲရဲ့အထိုးထိပ်အခိုက်အတန့်ကတော့သူတို့သမီးလေးမယုံရီစော်ရဲ့အလှပဲဖြစ်ပါတယ်။သူမကမြန်မာနိုင်ငံမှာဘယ်သူမှမဝစ်နိုင်သေးတဲ့ဒေါ်လာသန်း300ခန့်တန်ဖိုးရှိတဲ့ရှားပါးရတနာတွေကိုစင်မြန်းထားတာဖြစ်ပါတယ်။သူတို့သမီးလေးရဲ့ဒေါ်လာသန်း300တဲ့ရတနာတွေနဲ့နေတိုးရဲ့ဇနီးမသက်စုမြတ်ရွှေရဲ့3,000တန်ဗရမများလယ်ဆွဲတို့ကတဦးနဲ့တဦးအပြိုင်လှပနေကြပြီးတော့ပွဲတစ်ခုလုံးကိုအယောင်ဝါရီတောက်ပစေခဲ့ပါတယ်။ဒါကမြန်မာမင်္ဂလာဆောင်သမိုင်းမှာရတနာအဆင့်တန်းစားအများဆုံးနဲ့တန်ဖိုးအကြီးဆုံးသောပွဲတစ်ပွဲအဖြစ်နဲ့အမှတ်တမ်းဝင်သွားခဲ့ပါပြီ။နေတိုးကသူရဲ့တငယ်ချင်းညီကိုလိုရင်းနှီးတဲ့ဇေယျအတွက်မင်္ဂလာလက်စွပ်ဆင်မြန်းပေးရုံတင်မကပဲစေတနာအပြည့်နဲ့ငွေသား350တီတီကိုမင်္ဂလာလက်ဖွဲ့အဖြစ်နဲ့ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။ဒါကနေတိုးရဲ့အောင်မြင်မှုချမ်းသာကြွယ်ဝမှုနဲ့အတူစိတ်ထားပြေဝမှုတွေကိုဖော်ပြနေတာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့ဇေယျကသူ့ရဲ့ချစ်မဝလေးကိုပိုင်ဆိုင်ခွင့်ရဖို့အတွက်ရွှေရှိပိတ်တာတီတီနဲ့တိတ်ခါရှိရှိတင်တောင်းခဲ့ရတဲ့အချက်ပါပဲအသက်25နှစ်လောက်ကချားပေမဲ့လည်းဇေယျရဲ့ဂရုစိုက်မှုနဲ့တတိသမီးလေးရဲ့လိမ္မာယဉ်ကျေးမှုတွေကတကယ်ကိုလိုက်ဖက်ညီလွန်လာပါတယ်မွန်ပြည်နယ်ကတတိမကြီးကလည်းသူမရဲ့တဦးရဲတော်သမီးလေးကိုအခုလိုတိတ်ခါရှိရှိခန့်ခန့်နာနာလက်ထက်ယူခဲ့တဲ့ဇေယျကိုအလွန်ပဲကျေနပ်နေတယ်လို့သိရပါတယ်မင်္ဂလာပွဲပြီးမှာတော့ဇေယျတို့ဇနီးမောင်နှံကနိုင်ငံခြားနာမည်ကြီးဈေးကြီးတဲ့နိုင်ငံတွေကိုဟန်နီမွန်ခရီးစဉ်ထွက်ခွာတော့မှလည်းဖြစ်ပါတယ်တကယ်ကိုငွေပုံအောသုံးပြီးတော့ခန်းသားစွာကျင်းပခဲ့တဲ့ဒီမင်္ဂလာပွဲကြီးကမြန်မာနုပညာလောကရဲ့သမိုင်းမှာအမှတ်တရတစ်ခုဖြစ်နေကြန့်ရှိနေမှာသိကြပါရယ် Facebook တစ်ခွင်မှာလည်းဇေယျနဲ့ချစ်မဝလေးတို့ရဲ့မင်္ဂလာပွဲရဲ့ဓာတ်ပုံတွေဗီဒီယိုတွေကအခုချိန်ထိဘလူပြန်နေပြီးတော့ပရိသတ်တွေကလည်းအားကြမဆုံးဖြစ်နေကြပါရယ်ပရိသတ်ကြီး9,000ကျော်အကုန်ကြခံထားတဲ့ဇေယျရဲ့မင်္ဂလာပွဲမှာနေတိုးတို့ဇနီးမောင်နှံရဲ့အရှိန်ဝါကြီးမားစွာတက်ရောက်ဂုဏ်ပြုခဲ့ပုံအပေါ်ဘယ်လိုမြင်ကြလဲရှင်3,000နဲ့လဲဆွဲဝစ်လာတဲ့နေတိုးဇနီးနဲ့ဒေါ်လာတန်း300တန်ဝစ်ထားတဲ့သူတို့သမီးလေးတို့ရဲ့အလားပါတွေအတွက်စူတောင်းစကားလေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်